ကျွန်တော်တို့တွေဟာစွမ်းဆောင်ရည်ကိုစီစီကြတယ်ကျွန်တော်တို့အတုံးချတတ်ဖို့လိုတယ်ဘယ်လိုသားကိုမဆိုမွေးဖွားလာခြင်းသူ့ရဲ့အတိပညာသူ့ရဲ့စွမ်းဆောင်နိုင်တဲ့စွမ်းဆောင်ရည်ရှိပြီးတာအတိကသူ့ရဲ့တုံးတက်ဖို့လိုတာကျွန်တော်တို့တွေကတခါလေကျွန်တော်တို့ရဲ့အမြင်ချင်းချင်းတဲ့လူတယောက်ကိုတောင်းဆုံးဖြစ်တယ်ဒီလူတယောက်ကအတုံးချဒီလူတယောက်ကစွမ်းဆောင်ရည်မရှိဘူးဒီလူတယောက်ကဒီလိုဖြစ်တယ်ကျွန်တော်တို့လိုက်ဝေးဖန်ဟုတ်ဘယ်လူသားမှဆိုသူ့နေရာသူ့မှာလဲကောင်းကွက်ရှိတယ်သူ့မှာလဲဆိုးကွက်ရှိကျွန်တော်တို့အဆိုးကွက်တစ်ခုပဲမြင်အောင်သူ့ရဲ့ကောင်းကွက်မေ့ပြောလို့မရကျွန်တော်တို့တွေလည်းအားလုံးကကျွန်တော်တို့စွမ်းဆောင်ရည်ကိုရှိစေအဲ့ဒီစွမ်းဆောင်ရည်ကကျွန်တော်တို့တုံးတက်ဖို့လေလူတွေကကျွန်တော်တို့ကအမြင်ချင်းချင်းလူတယောက်တော့ပြန်ဒီကောင်ကဘာမှဖြစ်မဟုတ်အဲ့လိုတော့ပြောလို့မရဘူးကျွန်တော်တို့တွေလည်းအဲ့လိုပဲအားလုံးကကိုစီအတိပညာတက်ပညာရှိကြပြီးတော့ကျွန်တော်ကတုံးတက်ဖို့လိုတယ်